မင်္ဂလာပါ English ကပြောအတုံလေးတွေကိုပြောပြပါမယ်အဲ့တော့နှစ်မျိုးပြောပြမယ်တစ်ခုကလွယ်တယ်နောက်တစ်ခုကနည်းနည်းလေးအဆင့်မြင့်တယ်အဲ့ဒါလေးကိုတကယ်လို့ကိုက beginner ဆိုလို့ရှိရင်ဒီလွယ်တဲ့ဟာကိုပြောလို့ရတယ်နည်းနည်းလေးအဆင့်မြင့်ပြီးပြောချင်တယ်ဆိုလို့ရှိရင်တော့ဒုတိယဟာကိုပြောလို့ရပါတယ်အဲ့တော့ဥပမာ I agree with you I am with you okay အဲ့တော့ကိုကလွယ်တဲ့ဟာပြောခြင်း I agree with you I agree ဆိုရင်လည်းရပါတယ် I agree with you နည်းနည်းလေးပို့ပြီးတော့မြင်တာပြောချင်တာ I am with you okay I disagree I'm not convinced I disagree ငါသဘောမတူဘူး I'm not convinced ငါ convinced မဖြစ်ဘူးဆိုတာ agree မဖြစ်တာ ਨੇ အတူတူပဲ I'm not convinced I understand ငါနားလည်ပါတယ် I get it I don't understand ငါနားမလည်ဘူး I'm confused ငါရှုပ်နေတယ်ဆိုတာနားမလည်လို့ပဲပေါ့နော်ဒီတော့ confused I am confused I don't care ငါဂိမ်းမဆိုင်ဘူး I don't care I'm not bothered bothered မှာ ed ပါတယ်နော် I'm not bothered I'm doing well ငါအဆင်ပြေပါတယ် I am on top of the world ငါအဆင်ပြေပါတယ်ဆိုတာကိုအစစ်မြင့်ပြောချင်တယ်ဆိုရင် I am on top of the world ကဘာကြီးရဲ့ထိပ်ကိုရောက်နေတယ်ဆိုတဲ့သဘောကအားလုံးရဲ့ထိပ်မှာငါအဆင်အရမ်းပြေတယ်ပေါ့ I am on top of the world I am on top of the world Wait a moment ခဏစောင့်ပါဦး Hold your horsesမင်းရဲ့မြင်းတွေကို hold လုပ်ထားပါထိန်းထားပါဆိုတဲ့ကင်ထားပါဆိုတဲ့သဘောကခဏစောင့်ပါအောင်ဆိုတဲ့သဘော I'm very nervous ငါစိတ်တိုးနေတယ်စိတ်ကတည်ငြိမ်မနေဘူးเนาะတော်တော်လေးကိုပန်းနေပွင့်မနေဘူးပေါ့သဘောကတော့ I am on edge I am on edge okay I'm trying my best ငါအကောင်းဆုံးကြိုးစားနေတယ် I am giving it all give it all ဆိုတာငါအဲ့ဒါကိုအားလုံးပေးနေတယ်ငါကိုငါရဲ့အကောင်းဆုံးကိုပေးနေတယ်အားလုံးကိုပေးနေတယ်ဆိုတာငါအကောင်းဆုံးကြိုးစားနေတယ်ရှိသမျှအားတွေအကုန်စိုက်ထုတ်နေတယ် I am giving it all It's very hard အရန်ခက်တာပဲအဲ့ဒါက It's a tough call tough ခက်ခဲသော call ခေါ်ယူတယ်ဆိုတဲ့သဘောကခက်တယ်လို့ပြောတာပဲ It's very hard It's a tough call It's very easy အရန်လွယ်တာပဲ It's a piece of cake You can trust me မင်းငါ့ကိုယုံလို့ရပါတယ်ယုံနိုင်ပါတယ် My lips are sealed ဆိုလိုတဲ့သဘောကတော့မင်းငါ့ကိုယုံလို့ရပါတယ်မင်းငါ့ကိုအကုန်လုံးပြောလို့ရတယ်ရှုပ်ဝက်ချက်တွေပါပြောလို့ရတယ်စသဖြင့်ဘာလို့လဲ My lips are sealed ငါဘယ်သူမှမပြောဘူးငါနှာခမ်းတွေက sealed လုပ်ထားတယ်နော်ဘာလုပ်ထားတာလဲဒါတစိမ့်ခတ်နှိပ်ထားတယ်ဆိုတဲ့သဘောကပိတ်ထားတယ်ပေါ့နော်စာအိတ်ပိတ်ထားတယ်လို့မျိုး sealed လုပ်ထားတယ် My lips are sealed That's very cheap အဲ့ဒါအရင်တန်တာပဲ That's a steal အိုးခိုးယူတယ်လို့ကိုတန်တာခိုးလိုက်တယ်လို့ကိုတန်တာအရင်တန်တာကိုပြောတာပါနော် That's a steal I have no money ငါမှပတ်စံမရှိဘူး I'm broke ငါဘိုင်ကျနေတယ် I'm broke I'm very hungry ငါရမ်းဘိုက်စားတာပဲ I'm starving ငါအလွန်စားလောင်နေတယ်ဒါတွေကအတူတူပဲနော် I'm starving I'm very busy ငါအရန်အလုပ်များနေတယ် I am tied up ငါ့ကိုချီနှောင်ခြင်းခံရရတယ်ဆိုတဲ့သဘောမျိုးကငါအလုပ်တွေကြောင့်ဘယ်မှထွက်လို့မရဘူးငါအရန်အလုပ်များနေတယ် I am tied up I'm not feeling well ငါနေမကောင်းဘူး I am under the weather I don't believe it I take it with a grain of salt ဒါလေးကတော့နည်းနည်းခက်တယ်လို့ရှိရပေါ့နော်ဟိုလွယ်လွယ်လေးပြောမယ်ဆိုရင်တော့ I don't believe it ငါအဲ့ဒါကိုမယုံဘူး idiom နဲ့ပြောမယ်အစစ်မြင့်ပြောမယ်ဆိုရင်တော့ I take it with a grain of salt အဲ့လိုပြောရတယ် I take it with a grain of salt I don't have time ငါမှအချိန်မရှိဘူး I don't have time I'm short on time Stop worrying ပူပန်နေတာကိုရပ်ပါမပူပန်ပါနဲ့ Stop worrying Take it easy Don't rush ရင်စလို့မလုပ်ပါနဲ့ Don't rush Take your time
အရေးမကြီးပါဘူး it's not important it's not important it's no big deal it's no big deal don't disturb me ငါ့ကိုမနှောက်ယှက်ပါနဲ့ I need some space I need some space I'm shocked ငါအံ့ဩသွားခဲ့တယ်ငါအရန်ကိုsurprise ဖြစ်သွားခဲ့တယ်ဒီနေရာမှာ surprise ထည့်လဲရတယ် I'm shocked I'm surprised I'm blown away I am blown away လေနဲ့လွင့်သွားတယ်လို့ခံစားရတယ်ဆိုတဲ့သဘောကဒီ shock ဖြစ်စေတဲ့သတင်းသို့မဟုတ်သူလှုပ်လိုက်တဲ့ surprise စတာတွေကြောင့်ကိုကလွင့်သွားတယ်လို့မျိုးခံစားရတယ် I am blown away I'm blown away shock ဖြစ်သွားတယ် surprise ဖြစ်သွားတယ် I'm sad I'm feeling down ဝမ်းနေနေတယ် I am down လို့ပြောလို့ရတယ်လို့ I'm feeling down လို့ပြောလို့လည်းရတယ်နော် I'm feeling down That's great အရန်ကောင်းတာပဲ That's awesome That's awesome It's very funny အဲ့ဒါအရန်ရည်စရာကောင်းတာပဲ It's very funny It's hilarious It's hilarious အရန်ဈေးကြီးတာပဲ It's very expensive It's very expensive နည်းနည်းလေးမြင်ပြောချင် It costs a fortune It costs a fortune It's very crowded လူတွေတိတ်များတာပဲ It's packed It's packed Okay နော်ဒါဆိုရင်ဒီဟာလေးတွေကိုတေချာလေးကြက်ထားတယ်ဆိုလို့ရှိရင်ကိုကပြောတဲ့နေရာမှာအပြန်လှန်ပြောဆိုတဲ့နေရာမှာဖြတ်ခနဲမြင့်မြင့်လေးတွေနဲ့ပြန်ပြောလို့ရတယ်တကယ်လို့ beginner ဆိုလို့ရှိရင်လည်းပဲဒီပထမစာကြောင်းလေးကိုကြက်ထားတယ်ဆိုရင်ရတယ်ပေါ့နော်အဲ့တော့ဒါအကုန်လုံးအတွက်အဆင်ပြေတယ်လို့ယူဆပါတယ်ဒါဆိုရင်ရှေ့ဗီဒီယိုမှာပြန်တွေ့ပါမယ်နော်